မိန်းကလေးတစ်ယောက်ဟာသူ့ရီးစားရဲ့အချစ်ကိုစမ်းသပ်ဖို့အတွက်လူမိုက်တချို့ကိုငှားပြီးကိုယထာတန်လန်းပေါ်မှာအခြေခိုင်းထားလိုက်ပါတယ်ဘလို့အန်ရမျိုးပဲကြုံရပါစေလာကယ်ပါမယ်လို့ကတိပေးထားတဲ့ရီးစားဖြစ်သူတကယ်လာမလားသိချင်နေတာပါမကြခင်မှာပဲသူမရဲ့တငယ်ချင်းကဒီသတင်းကိုရပြီးမတ်စီအပြေးလွှားတော့ပြောခဲ့ပါတယ်မင်းရီးစားပြန်ပေးဆွဲခံရပြီးတန်လန်းပေါ်မှာရောက်နေပြီလို့ပြောလိုက်တဲ့အခါမတ်ရဲ့မျက်နှာဟာပြတ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရီးစားဟောင်းအသက်ခံရတော့မယ်ဆိုတဲ့သတင်းစကားကိုပါသူရရှိလိုက်လို့ပါသူဟာဘသူကိုကယ်ရမလဲဆိုတဲ့အကြက်တဲနဲ့ရင်ဆိုင်လိုက်ရပေမဲ့သူ့အသက်ကိုအကြိမ်ကြိမ်ကယ်ခဲ့ဘူးတဲ့ရီးစားဖြစ်သူကိုပဲအရင်ကယ်ဖို့ဆုံးဖြတ်ပြီးတန်လန်းစီကိုပြေးထွက်ခဲ့ပါတယ်ဒါပေမဲ့ရောက်ခါနီးမှသူရုတ်တရက်ရက်လိုက်ပါတယ်သူတိလိုက်တာကရီးစားဖြစ်သူအပေါ်မှာရှိတာဟာကျေးဇူးတရားတက်ပဲဖြစ်ပြီးသူတကယ်ချစ်တာကရီးစားဟောင်းကိုဖြစ်နေတာပါရီးစားဟောင်းအသေးမခံနိုင်ဘူးလို့ပြောပြီးသူနောက်ပြန်လှည့်တဲ့အခါသူ့တငယ်ချင်းကဒေါသအကြီးနဲ့ဆဲဆိုပြီးတငယ်ချင်းအဖြစ်ကပါဖျက်တောက်လိုက်ပါတယ်တငယ်ချင်းဖြစ်သူကရီးစားဖြစ်သူကိုကယ်ဖို့သွားချိန်မှာမတ်ကတော့တက်ကွင်းစီကိုပြေးသွားခဲ့ပါတယ်နောက်ဆုံးစက္ကန့်မှာပဲသူရောက်သွားပြီးရီးစားဟောင်းကိုကယ်တင်နိုင်ခဲ့ပါတယ်တစ်ဖက်မှာတော့ရီးစားဖြစ်သူဟာသူမကိုလာခဲ့ပြီးဖတ်ထားမဲ့အနာဂတ်အလှလေးတွေကိုစိတ်ကူးရင်နေတော့မှသူမအမျော်လင့်ကြီးမျော်လင့်နေတဲ့သူဟာသူမကိုစွန့်ပစ်ပြီးတခြားသူစီသွားနေပြီဆိုတာသူမမသိခဲ့ပါဘူးမကြခင်မှာပဲအချက်ပြမီးတွေလင်းလာပြီးယထာကြီးအရှိန်နဲ့ဝင်လာတဲ့အခါမှာသူမဟာရက်ရက်ဆက်ဆက်စွန့်ပစ်ခံလိုက်ရပြီဆိုတာသိသွားခဲ့ပါတယ်ရီးစားဖြစ်သူအပေါ်နာကျင်မှုတွေနဲ့အတူနောက်ဆုံးမျက်ရည်တစ်စက်ကျလာပြီးနောက်သူမဟာလုံးဝအမှောင်ဖုံးသွားပါတော့တယ်အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့စွမ်းအားတစ်ခုနိုးထလာပြီးအနှောက်အယှက်တွေကြားကလွတ်မြောက်ရုံတင်မကပဲပုံစံတစ်တစ်ခုနဲ့ဖောက်ပြန်တဲ့ရီးစားကိုလက်စားချေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကဲတငယ်ချင်းတို့ရောမတ်ရဲ့နေရာမှာဆိုရင်ဘသူကိုအရင်ကယ်ကြမလဲ